ဟိုင်နန်ပြည်နယ်ဆန်းရမြို့မှာ6ကြိမ်မြောက်အာရှသဲတောင်ပြင်အားကစားပွဲကိုတရားဝင်စတင်ကျင်းပတဲ့အခါအာရှတဝန်းလုံးကအာရုံစိုက်မှုတွေရရှိခဲ့ပါတယ်။ဒီပြိုင်ပွဲကဟိုင်နန်လူလက်တဲ့ကုန်းသွေးစိတ်ကန်းရဲ့အထူးကောက်ခွန်လုပ်ငန်းစတင်အသက်ဝင်ပြီးတဲ့နောက်ကျင်းပတဲ့ပထမဆုံးနိုင်ငံတကာအားကစားပေါင်းစုံပြိုင်ပွဲလေးဖြစ်ပါတယ်။အာရှကနိုင်ငံနဲ့ဒေသ45ခုကအားကစားသမား1800နီးပါးကဒီဆန်းရရဲ့သဲတောင်ပြင်ပေါ်မှာရှင်ပြိုင်ခဲ့ကြပါတယ်။အဲ့ဒီထဲမှာမြန်မာနိုင်ငံကအားကစားသမားတွေလည်းဝင်ရောက်ရှင်ပြိုင်ခဲ့ရကြောင်းကျွန်တော်ပို့ပြီးတော့စိတ်လှုပ်ရှားစေခဲ့ပါတယ်။သူတို့ဝင်ရောက်ရှင်ပြိုင်တဲ့အားကစားနည်းကတက်ဘောလို့ခေါ်ပြီးဒီခေတ်သစ်အားကစားနည်းကိုလည်းအာရှသဲတောင်ပြင်အားကစားပြိုင်ပွဲမှာပထမဆုံးချိန်ထည့်သွင်းကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Hi အားလုံးမင်္ဂလာပါရှင် အားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီတစ်ခါကျွန်မနဲ့ကိုကျော်ကတရုတ်နိုင်ငံရဲ့စန်းရမြို့ကိုရောက်နေပါလေ ဟုတ်ပါတယ်ခင်ဗျာ2026ခုနှစ်အာရှကမ်းခြေအားကစားပြိုင်ပွဲကိုဒီစန်းရမြို့မှာကျင်းပမှာဖြစ်ပါလေ မှန်ပါတယ် အားကစားနည်းတွေအကုန်လုံးဒီထားပါတဲ့ကမ်းခြေမှာကျင်းပမှာတော့အရန်ထိုးဆန်းတယ်နော် ဟုတ်ပါတယ်ဒီကမ်းခြေမှာဆိုလို့ရှိရင်အားကစားပွဲတွေအများကြီးကိုကျင်းပမယ်လို့လည်းသိရပါတယ် ဟုတ်တယ် ကျွန်တော်တို့တွေသွားရောက်ပြီးတော့လေ့လာကြည့်ပါမယ်ခင်ဗျာโอเคသွားကြမယ်ဒီလိုမျိုးအားကစားကွင်းကဒီကမ်းခြေနားမှာပဲရှင်ပြကြတာဆိုအရန်ကောင်းတယ်ကားရမရှိဘူးလေ ဟုတ်တယ်ဟုတ်တယ် မြို့သူမြို့သားလည်းချစ်လို့ရတယ်ကျမတို့လိုမျိုးအားပေးလို့ရတယ်လေ ဟုတ်တယ်ဟုတ်တယ်နော် အရန်ကောင်းတယ် အာဟုတ်ပြီဟိုတော်တော်ခတ်တာပဲနော်ကစားတာရေပေါ်မှာဆိုတော့လေသွားတာလည်းမလွယ်ဘူးနော်သူကဒီလက်ပစ်ကူပြီးတော့ဘောလုံးဂိုးတိုင်းနဲ့ဝင်အောင်တွင်းရတာဆိုတော့ ဒါနဲ့စုပါ ဟုတ်ကဲ့ ဒီပင်လယ်ကမ်းခြေမှာအားကစားနည်းရေဘယ်လောက်များကျင်းပမလဲမသိဘူးနော် ဟောအမျိုးမျိုးရှိတယ်အတိကအားကစားနည်းက15မျိုးရှိတယ် အော် ပြီးတော့ ဟုတ်ကဲ့ ရွှေတဲ့စိတ်63ခုကိုပေးရမှာ ဟုတ်ကဲ့ တခြားနားထောင်နော် ဟုတ် ကမ်းခြေပေါ်နီပေါ်ကမ်းခြေပေါ်လုံးကမ်းခြေပြေခုံပြေရေပူရေကိုတကဘောအားကစားနည်းရဲလေငကားလေတွေဒီလိုမျိုးအားကစားနည်းတွေအမျိုးမျိုးရှိတယ် ဟိုဒါဆိုတော့အားကစားနည်းတွေအများကြီးကိုကျင်းပမှာပဲနော် အာရှနိုင်ငံကအားကစားသမားတွေကသူတို့ကဒီမှာလာပြီးတော့ပါဝင်ဆင်ပြကြမယ်လေ ဟုတ်ကဲ့ဟုတ် မြန်မာနိုင်ငံလည်းပါတယ်ပေါ့ ဟုတ်ကဲ့ဟုတ် ညဖက်တော့သူတို့ကဒီတစ်ခါဒီတကဘောအားကစားနည်းမှာပါဝင်မယ် ဟုတ်ကဲ့ကျွန်တော်သိရတော့ဒီတက်ကဘောအားကစားနည်းက table tennis ပေါ်မှာဘောလုံးကိုလေချင်းခတ်သလိုမျိုးကစားရတယ်လို့သိရတယ် ဟုတ်တယ်နည်းနည်းစင်တယ်ကိုကျော်တီလာအရန်ထူးဆန်းတယ် ဟုတ် ဒီတကဘောအားကစားနည်းကပထမဆုံးအကြိမ်အာရှကမ်းခြေအားကစားပြိုင်ပွဲမှာတရေဝဲအားကစားနည်းလည်းဖြစ်လာတယ် ဟုတ်ကဲ့ပါဟုတ်ဒါဆိုရင်တော့ဒီတက်ကဘောအားကစားနည်းမှာမြန်မာအားကစားအဖွဲ့တွေလာပြီးတော့ကစားကြမယ်ဆိုတော့ကျွန်တော်တို့တွေသွားပြီးတော့အားပေးကြမယ်လေ အားပေးကြပါပေါ့သွားမယ် သွားမယ်တက်ဘောအားကစားနည်းကကျွန်တော်တို့အခုမှစပြီးတော့မြန်မာနိုင်ငံကိုရောက်တာဆိုတော့ကျွန်တော်တို့အများကြီးပုံမူကျေပြန့်အောင်ကျွန်တော်လုပ်အောင်မယ်ပြည်နယ်တိုင်းအဆင့်တွေမှာကျွန်တော်တက်ဘောသွားမိတ်ဆက်ပြီးတော့ပြိုင်ပွဲတွေလုပ်အောင်မယ်နောက်ပြည်တွင်းလိပြိုင်ပွဲတွေလုပ်အောင်မယ်နောက်ဒီမှာပြန်ရတာလည်းစိတ်ဝင်စားပါဘူးတက်ဘောကလည်းတော်တော်လေး tactically ရော technically ရောတော်တော်လေးမြင့်တဲ့အားကစားဖြစ်တဲ့အတွက်ဒီဘောလုံးအခြေခံရှိတဲ့လူဖက်ကြော်ချင်းကိုတော်တော်လေးကစားတတ်တဲ့လူပူဆယ်နေတဲ့ဘကစားတတ်တဲ့လူတက်ဘောကိုဒီအကျွမ်းဝင်ဖြစ်အောင်လုပ်နိုင်ပြီးတော့ကျွန်တော်လေ့ကျင့်ပြင်ဆင်နေတာမျိုးဆက်သစ်တွေအတွက်လည်းဖိတ်ခေါ်ချင်ပါတယ်ညီညာတွေဟုတ် ကျွန်တော်တို့ကနော်တခြားအားကစားနည်းတွေမှာတော့ကျွန်တော်တို့ပိုက်ကျော်ချင်းလို့ပါလို့မှာဆိုရင်တော့တရုတ်နိုင်ငံနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်မှုတွေရှိခဲ့ပါတယ်။တပ်ဘောကလည်းအခုမှဖွဲ့လာတာမကြသေးဘူးဆိုတော့နောက်ဆိုရင်တော့ကျွန်တော်တို့ပူးပေါင်းဆောင်မှုတွေဖြစ်လာမှာဖြစ်ပါတယ်။ဒီအားကစားသမားဆိုတာလည်းပြိုင်ပွဲတွေရှိမှကစားရတာဖြစ်တဲ့အတွက်ပေါ့နော်။ဒီလိုပြိုင်ပွဲတွေများများကျင်းပပေးတာကောင်းပါတယ်လို့ကျွန်တော်လည်းပြောချင်ပါတယ်။အခုကျင်းပပေးတဲ့ဒီအားကစားကော်မတီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။ နာမည်ကကိုကိုလင်း
ခေါ်ပလာတာပါဒီအခုပြိုင်ပွဲပေါ့နော်အသင်းကောင်းဆောင်တယောက်အနေနဲ့ရောပြီးတော့ကျွန်တော်ကစားမဲ့ miss double အမျိုးအစားမှာကျွန်တော်ပါဝင်ရှင်းပြိုင်မှာပါခင်ဗျပတ်ရကျွန်မနောက်တင်းကစားခဲ့တာစာပေကတော့အားတာမယ်ပြီးတော့ဒီတစ်ချောင်းတော့ရိုက်တာတော့ပါတော့အဲ့ဒါလေးတော့နည်းနည်းအားတာပါနည်းနည်းတော့ဒီကစားနည်းနည်းခက်တယ်ပေါ့နော်နည်းနည်းကစားရတာပိုစိတ်ဝင်စားဖို့လည်းကောင်းတယ်နည်းနည်းအာယုံစိုက်နေရတယ်ကစားကြည့်ပါစိတ်ဝင်စားဖို့ကောင်းပါတယ်ပတ်ရချင်းစိတ်ဝင်စားသလိုပဲဒီကစားနည်းကိုလည်းစိတ်ဝင်စားလာမှာပါလို့ဟိုနိုင်ငံအတွက်လည်းဟိုကောင်းဆောင်နိုင်အောင်ကျွန်တော်အစွမ်းကုန်ကြိုးစားပါမယ်လို့အားလုံးဟုတ်ကျေးဇူးတင်ပါတယ်တဲထဲမှာဖြစ်တဲ့အတွက်ဒါတူတူကိုကတော့ဒါမှားရင်တော့ရှုံးပါပဲလေဒါတူတူကိုဒါဟိုပို့ပြီးတော့အင်အားသုံးနိုင်တဲ့သူပို့ပြီးရုံးနိုင်တဲ့သူကပို့ပြီးတော့အားတာသွားမယ်လို့ထင်ပါတယ်ဒီတိုက်တာရောတဲနစ်တာရောဒီလေးဆိုရဆိုလဲနေထိုးတာရောပေါ့နော်ဒါအဖက်ဘက်ကနေပြီးတော့မှဒီအခက်ခဲတွေနဲ့ဆိုတော့ဒါကိုလည်းဟိုကန်နဲ့လည်းဆိုင်တာပေါ့နော်ဟိုအဲ့လိုမျိုးတော့တွေးထားပါတယ် 来多比嘞。 မြန်မာအသင်းအောင်မြင်ပါစေ We are မြန်မာ မြန်မာအသင်းရကစားသမားတွေတဲတောင်ပြင်ပေါ်မှာချွေတလုံးလုံးနဲ့လေ့ကျင့်နေတာကိုကြည့်ရင်ရုတ်တရက်ဒီပွဲရဲ့အဓိပ္ပာယ်ကိုကျွန်တော်နားလည်သွားပါတယ်။ဒါပြိုင်ပွဲတစ်ခုတည်းမဟုတ်ပဲကိုယ်နိုင်ငံကိုယ့်လူမျိုးအတွက်အစွမ်းကုန်စူးစမ်းနေကြတာဖြစ်ပါတယ်။သူတို့တွေရဲ့စိတ်အားထက်သန်တဲ့ခံစားချက်တွေကိုပင်လယ်လီနဲ့သဲမှုန်နေရလည်းမဖြောက်ပြက်နိုင်ပါဘူး။ပြီးတော့ဒီနေရာရဲ့အားကစားကြေးရွာမှာအားကစားသမားတွေအနားယူပြီးတငယ်ချင်းတစ်တွေဖွဲ့နိုင်တယ်လို့ရှင်ချင်းမှုအတွေ့အကြုံတွေကိုလည်းလေ့လာခန်းစားလို့ရတယ်လို့သိရပါတယ်။ဒါကြောင့်မို့ကျွန်တော်ကိုယ်တိုင်သွားရောက်ပြီးတော့အားကစားသမားတွေနဲ့အတူလေ့လာခန်းစားခဲ့ပါတယ်။ ဒီနေရာမှာတော့နိုင်ငံ45နိုင်ငံကအားကစားသမားတွေတို့ကဒီမှာတက်ခွန်နေထိုင်ကြတယ်အဲကြောင့်အင်ဂျင်မှုလည်းအမျိုးမျိုးကိုတို့ကခံစားလို့ရတယ်လေ ဟောဟုတ်ကဲ့ပါတကယ်45နိုင်ငံဆိုတော့နိုင်ငံခြားသားတွေအများကြီးပဲအစုံကြတာပေါ့နော်ဒီမှာ ဟုတ်တယ်အရင်စေကားတာပဲ အများကြီးပဲ ဟုတ်တယ် ဒီမှာကျတော့အလံတွေအများကြီးပဲနော်ဒါ45နိုင်ငံအလံတွေဖြစ်မယ်နော် ဟုတ်တယ် ဒီမှာကျတော့နိုင်ငံတစ်ခုချင်းစီရဲ့အလံတွေဟောဟိုမှာတွေ့ပြီဟိုမှာမြန်မာအလံ ဟုတ်တယ် ဟောဟိုမှာကျွန်တော်မြန်မာအလံ အဖွဲလည်းပါတယ်ပေါ့ ဟုတ်တယ်နော် အားကစားကြေးရွာထဲမှာရက်ပြီးပင်လယ်လေနဲ့အတူလွှင့်နေတဲ့နိုင်ငံပေါင်း45နိုင်ငံရဲ့အလံတွေကိုတွေ့ရတော့ဒီနေရာကခဏတာတဲခိုစရာနေရာတက်တက်မဟုတ်ဘူးဆိုတာကျွန်တော်ကိုခန်းစားရစေပါတယ်။ဒီတဲတော်မြေတစ်ခုပေါ်မှာဘာသာစကားမတူတဲ့နိုင်ငံပေါင်းစုံကလူတွေစုပေါင်းနေထိုင်ကြတယ်။အတူစားသောက်ကြတယ်။တယောက်နဲ့တယောက်မိသားစုလိုခင်မင်သွားကြတယ်။ပြိုင်ပွဲပြီးသွားရင်တော့ဒီနေရာကနှွေးထွေးတဲ့မိတ်ဆွေဖွဲ့မှုတွေကြန့်ရှိနေခဲ့မှာအသေးချာပဲဖြစ်ပါတယ်။ မြန်မာအသင်းအောင်မြင်ပါစေ ဟုတ်တယ်ရွှေတစေးစုတွေအများကြီးရရှိပိုင်ဆိုင်နိုင်ပါစေ We love Myanmar I love Myanmar fighting Hi Fighting Hello fighting Thank you Sanya အဲ့ဒါဆိုပါ ဟုတ်ကဲ့ ဒီကမ်းခြေမှာအားကစားကွင်းတွေကအများကြီးပဲနော် ဟုတ်တယ်ဒီအာရှကမ်းခြေအားကစားပြိုင်ပွဲလေပြိုင်ပွဲအကွင်းရှိခုထက်က6ခုကဒီပြည်နယ်ကမ်းခြေမှာတည်ရှိတယ်ပြည်နယ်ကမ်းခြေတစ်လျှောက်မှာမတူနေတဲ့ကစားကွင်းကတစ်ခုချင်းစီရှိတယ် ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒါဒီကစားကွင်းတွေကလေဟိုကဘာတော်ကလူတွေကိုဒါလွယ်ကူကူနဲ့ဝင်ရောက်နိုင်အောင်လို့တကားခွင့်လေးပေးထားတဲ့ထိုင်နေနဲ့တူရယ်နော် ဟုတ်တယ်မှန်တယ်ကိုကျော်ရဲ့ဟိုဘက်မှာ ဟုတ်ကဲ့ဟုတ် ပါအားကစားနေလေကိုကျော် ဟုတ်ကဲ့ ဒီတစ်ခါကျမတို့ရဲ့အစီအစဉ်ကတော့ဒီအာရှကမ်းခြေအားကစားပြိုင်ပွဲအတွက်ဒီစမ်းရမြို့ကိုလာတယ်နော် ဟုတ်တယ် ဒါဆိုကိုကျော်မှာဘယ်လိုမျိုးခံစားချက်ရလဲ ။အော်ပြောတာပေါ့။ဘာလို့လဲဆိုတော့ဒီကမ်းခြေမှာအားကစားပြိုင်ပွဲတွေအများကြီးကျင်းပတာကိုကျွန်တော်တို့အားပေးခဲ့ရတယ်။ ဟုတ်တယ် ပြီးလို့ရှိရင်လေဒါမြန်မာအားကစားအဖွဲ့ရဲ့အားကစားနည်းကိုလည်းကျွန်တော်တို့အားပေးခဲ့ရတယ်လေ တက်ပေါ်အားကစားနေနော် မှန်တယ် အရင်ထူးဆန်းတယ် ။ဒီခီးစဉ်ကကျွန်တော်တို့အမှတ်တရဖြစ်စရာတွေကတစ်ခုပဲ။ပြောစရာကောင်းတယ် ပြောတယ်ပေါ့ ။ဟုတ်တာပေါ့။ ခိုင်နယ်လွတ်လပ်တဲ့ကုံသွယ်ရေးစိတ်ကမ်းရဲ့အထူးကောက်ခွန်လုပ်ငန်းစတင်အသက်ဝင်ပြီးတဲ့နောက်ကျင်းပတဲ့ဒီဆန်းရမြို့ရဲ့ပထမဆုံးနိုင်ငံတကာတဲတောင်ပြင်အားကစားပေါင်းစုံပြိုင်ပွဲဟာဘ
ပြည်သက်နဲ့နီးစပ်ဆုံးရှိခဲ့ပြီးကမ္ဘာနှံ့ကမိတ်ဆွေတွေကိုလည်းနှွေးထွေးစွာကြိုဆိုခဲ့ပါတယ်။တက်ကဘောအားကစားနည်းရလည်းအာရှသဲတောင်မြေအားကစားပြိုင်ပွဲရဲ့တရားဝင်ပြိုင်ပွဲအဖြစ်ပထမဆုံးပါဝင်လာခဲ့ပြီးမြန်မာနိုင်ငံကလည်းဒီပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တာမို့ကျွန်တော်ကိုယ်တိုင်လည်းပြည်သက်တစ်ယောက်အနေနဲ့အားပေးခွင့်ရခဲ့ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့နိုင်ငံရဲ့ပင်လယ်ကမ်းခြေတွေပေါ်မှာလည်းဒီလိုအာရှသဲတောင်ပြင်အားကစားပွဲရဲ့နိုင်ငံပေါင်းစုံကအလံတွေလွှင့်ပြန်လာလိမ့်မယ်လို့ယုံကြည်မိပါတယ်။အဲဒီအချိန်မှာတော့ကျွန်တော်ကကိုမွေးရမြေရဲ့ကမ်းခြေပေါ်မှာရက်ပြီးအဝေးကနေရောက်လာတဲ့မိတ်ဆွေတွေကိုရွေးထွေးတဲ့အပြုံးတစ်ခုနဲ့ကြိုးစုံနေပါမယ်ခင်ဗျာ။